လူတွေရဲ့လေးစားမှုကိုရဖို့ဆိုတာကိုအတင်းကျပ်ဖို့ထုတ်ပြသနေဖို့ဒါမှမဟုတ်နေရာတိုင်းမှာပါဝင်ပတ်သက်နေဖို့မလိုအပ်ပါဘူးတကယ်ဩဇာရှိသူတွေဟာသူတို့ရဲ့တည်ရှိမှုတစ်ခုတည်းနဲ့တင်ပတ်ဝန်းကျင်ကိုလွှမ်းမိုးနိုင်စွာရှိကြပါတယ်ဒါဟာဘာကြောင့်လဲသူတို့စီမှာလူလိုင်းတတိမထားမိတဲ့လျှို့ဝှက်ချက်၈ခုရှိနေလို့ပါဒီနေ့ဗီဒီယိုမှာတင်းရဲ့ပင်ကိုအရေးအသွေးကိုမြင့်တင်ပေးပြီးလူတွေရဲ့ယုံကြည်မှုကိုအလိုအလျောက်ရရှိစေမဲ့အဲ့ဒီလျှို့ဝှက်ချက်တွေကိုကျွန်တော်အသေးစိတ်ပြောပြသေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ဘဝမှာအလုတ်ခွင်မှာဒါမှမဟုတ်လူမှုဆက်ဆံရေးမှာပိုပြီးအလေးထားခံရသူဖြစ်လာဖို့ဆိုတာအာယုံဆိုင်ခံရဖို့အတင်းကျပ်စူးစမ်းနေစရာမလိုပါဘူးတကယ်တကောဩဇာဆိုတာအပြင်းပန်းလှုပ်ရှားမှုတွေထက်အတွင်းစိတ်ရဲ့တည်ငြိမ်မှုစကားပြောနေပါမှုနဲ့လေ့လာမှုစွမ်းရည်တို့ကနေမြစ်ဖျားခံတာပါဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးတဲ့အခါသင်ဟာလုံးဝအသစ်ထက်သွားတဲ့သင်ရဲ့ပုံစံသစ်ကိုရှာတွေ့သွားပါလိမ့်မယ်အကြောင်းအရာတွေကိုအသေးစိတ်မပြောခင်မှာကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့ပါဘူးနော်ကဲအချင်းမဖြုံးပဲစောက်လိုက်ကြရအောင်တက်တင်းရင်အေဂျင့်စွာနေထိုင်ပါ be calm တကယ်တကူဩဇာရှိသူတွေရဲ့ပထမဆုံးလက္ခဏာကတင်းရင်မှုပါပဲအချင်းနေဘလောက်ပဲဖိစီးမှုများများသူတို့ဟာစိတ်ခံစားမှုကိုရှည်တမ်းမတင်ပဲတွေးအေးနဲ့ထိန်းချုပ်နိုင်ကြပါတယ်တင်ဟာပဝန်းကျင်မှာအမြဲတည်ငြိမ်နေရင်လူတွေကတင့်ကိုအားကိုးထိုက်တဲ့ခိုင်မာတဲ့ရဲတိုက်ကြီးတစ်ခုလိုတတ်မှတ်လာပါလိမ့်မယ်တကယ်တော့ဒေါသထွက်လွယ်တာဒါမှမဟုတ်အလွယ်တကူစိတ်လှုပ်ရှားပြတာဟာကိုယ့်ရဲ့အားနည်းချက်ကိုဖော်ပြနေတာနဲ့တူပါတယ်တခုခုဆိုချက်ချင်းတုံ့ပြန်မဲ့အစားခဏလေးရပ်ပြီးအသက်ပြင်းပြင်းရှူလိုက်ပါမှတ်ထားရမှာကတင်ဟာကိုယ့်ရဲ့စိတ်လှုပ်ရှားမှုကိုထိန်းချုပ်နိုင်လေအခြေအနေတစ်ခုလုံးကိုထိန်းချုပ်နိုင်စွမ်းရှိလာလေပါပဲငါချက်ချင်းတုံ့ပြန်ဖို့မလိုဘူးဆိုတဲ့စိတ်ကိုမွေးမြူထားပါဒီလိုတိတ်ဆိတ်တဲ့တည်ငြိမ်မှုကပဲတင့်ကိုပုံမမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်စေပြီးပတ်ဝန်းကျင်ရဲ့လေးစားမှုကိုအလိုလျောက်ရရှိစေမှာဖြစ်ပါတယ်နှစ်စကားကိုချွေတာပြောပါ talk less လောကမှာတန်ဖိုးရှိတဲ့အရာတွေဟာများသောအားဖြင့်ရှားပါတတ်ကြပါတယ်စကားလုံးတွေဟာလည်းဒီတိုင်းပါပဲတင်စကားတွေအလွန်အမြဲများပြောလေတင့်စကားလုံးတွေရဲ့တန်ဖိုးဟာရော့နေသွားလေပါပဲတကောဩဇာရှိသူတွေဟာစကားကိုလိုအပ်မှသာပြောတတ်ကြပြီးပြောလိုက်တဲ့စကားတိုင်းဟာအနက်တာရရှိပြီးအလေးနဲ့ရှိနေတတ်ကြပါတယ်စကားနဲ့ချင်းဟာတင့်ကိုလူတွေကြားမှာတည်ငြိမ်ပြီးနှက်နဲလေသူတယောက်ဖြစ်ပုံဖော်ပေးပါတယ်ဒီလိုတိတ်ဆိတ်နေခြင်းကတင့်လေတီးရှိမှုကိုပိုပြီးလေးနက်စေသလိုပတ်ဝန်းကျင်ကိုလည်းတင့်အပေါ်မှာအာယုံပိုဆိုင်လာစေပါတယ်ဒါကြောင့်သူများစကားပြောနေခြင်းမှာအနှောင့်အယှက်မပေးဘဲစိတ်ဝင်စားနဲ့တေချာနားထောင်ပေးပါအရင်ဆုံးတေချာနားလည်အောင်ကြိုးစားပါပြီးမှတိုနဲ့ထိမိပြန်ပြောပါတင်ဟာစကားကိုချွေတာသုံးဆွဲတတ်သူဖြစ်လာတဲ့အခါတင့်ရဲ့စကုံးတကုံးစီတိုင်းကိုလူတိုင်းကတန်ဘူးထားပြီးစောင့်မျှော်နေကြပါလိမ့်မယ်၃ပိုပြီးလေ့လာစူးစမ်းပါ observe more ကဘာကြီးနဲ့တင့်ပတ်ဝန်းကျင်ကိုပိုပြီးနက်နက်ရှိုင်းနားလဲခြင်းရဲ့တင့်ရဲ့မျက်လုံးနဲ့နားကိုအမြဲတမ်းဖွင့်ထားဖို့လိုပါလေလေ့လာစူးစမ်းမှုအားကောင်းတဲ့သူဟာအခြေအနေတစ်ခုရဲ့အလားအလာကိုကြိုတင်ခန့်မှန်းနိုင်စွမ်းရှိပါလေလူတွေရဲ့ခန္ဓာကိုယ်ဘာသာစကားကိုတတိထားဖတ်ကြည့်ပါသူတို့နှုတ်ကနေထုံမပြောတဲ့ခံစားချက်တွေနဲ့လိုလားချက်တွေကိုပါမြင်အောင်ကြည့်တတ်ပါစေလေ့လာစူးစမ်းမှုဆိုတာစကလုံးတွေရဲ့နောက်ွယ်ကအမှန်တရားကိုရှာဖွေတာပါဥပမာအစည်းအဝေးတစ်ခုမှာလူတွေရဲ့တုံ့ပြန်ပုံအမှုရာနဲ့အခြေအနေအရရက်ကိုတေချာစောင့်ကြည့်ပါဘယ်သူကဘလို့စိတ်နေစိတ်ထားရှိလဲဆိုတာကိုသတိပြုမိခြင်းဟာတင့်ကိုမှန်ကန်တဲ့တုံ့ပြန်မှုတွေပြုလုပ်နိုင်ဖို့အကူအညီပေးပါလိမ့်မယ်ဒီလိုအမြဲမပြတ်လေ့လာစူးစမ်းခြင်းဟာတင့်ကိုအခြေအနေအရရက်မှာဝေဖန်ပိုင်းခြားနိုင်စွမ်းမြင့်တာစေပြီးလူတွေရဲ့ယုံကြည်မှုကိုပိုမိုရရှိစေမှာဖြစ်ပါတယ်၄အခြားသူများကိုလေးစားတန်ဖိုးထားပါ show respect တကယ်တကောဩဇာဆိုတာတခြားသူတွေကိုကြောက်ရွံ့အောင်လုပ်တာမဟုတ်ပဲမိမိအပေါ်လေးစားမှုရှိလာအောင်တိဆောက်ယူခြင်းသာဖြစ်ပါတယ်လူတိုင်းကိုသူတို့ရဲ့ယာဒူးအဆင့်အတန်းနဲ့မဆိုင်ပဲတန်းတူလေးစားဆက်ဆံခြင်းသာတင့်ရဲ့ပင်ကိုတန်ဖိုးကိုပိုပြီးမြင့်မားစေပါတယ်မိမိထက်ငယ်ရွယ်သူဒါမှမဟုတ်လက်အောက်ငယ်သားတွေအပေါ်မှာလည်းအလေးထားမှုအပီအဝထားရှိပါသူတို့ရဲ့ထင်မြင်ချက်တွေကိုစိတ်ရှည်လက်ရှည်နားထောင်ပေးပါဒီလိုလုပ်ခြင်းအပြင်တင်ဟာစိတ်နှလုံးဖြူစင်ပြီးတာဝန်ယူမှုရှိတဲ့ခေါင်းဆောင်တဦးအဖြစ်လူတွေရဲ့ရင်ထဲမှာအလိုလျောက်နေရာရလာပါလိမ့်မယ်
တိယရမှာကလေးစားမှုဆိုတာအပြန်အလှန်ပေးဆက်ရတဲ့အရာတစ်ခုပါတင်ကအရင်ဆုံးလေးစားမှုပေးနိုင်မှသာတခြားသူတွေစီကစစ်မှန်တဲ့လေးစားမှုကိုပြန်လည်ရရှိမှာဖြစ်ပါတယ်ငါတည်ငြိမ်စွာလှုပ်ဆောင်ပါ focus on action တင်ရဲ့အစီအစဉ်တွေနဲ့ရည်မှန်းချက်တွေကိုလောလောဆယ်ဘသူကမှထုတ်ဖော်ပြောပြမရပါဘူးနော်တင်ရဲ့စကားလုံးတွေထက်တင်ရဲ့အောင်မြင်မှုရလဒ်ကသာတင့်ကိုယ်စားတည်ပြသွားပါလိမ့်မယ်မိမိလှုပ်ဆောင်ရမယ့်အလုပ်ကိုပဲအာယုံစိုက်ပြီးတည်တည်ငြိမ်ငြိမ်လှုပ်ဆောင်ခြင်းကတင့်ရဲ့အားထုတ်မှုတွေကိုပတ်ဝန်းကျင်ရဲ့အနှောင့်အယှက်တွေကနေကင်းဝေးစေပါတယ် Let's talk more action ဆိုသလိုပဲစကားထက်လှုပ်ဆောင်မှုကိုသာရှေ့တန်းတင်ပါအစီအစဉ်တွေကိုကြိုတင်ပြောပြနေမယ့်အစားမိမိရဲ့ပန်းတိုင်ကိုရောက်အောင်ပဲအာယုံစိုက်တည်ဆောက်ပါအလို့တစ်ခုပြီးမြောက်အောင်မြင်သွားတဲ့ရလက်ထွတ်ပေါ်လာတဲ့အခါမှာသာတင့်ရဲ့အရေးချင်းကိုအများကအတိအမှတ်ပြုလာပါလိမ့်မယ်ဒီလိုတည်တည်ငြိမ်ငြိမ်နဲ့အောင်မြင်မှုကိုယူဆောင်လာနိုင်ခြင်းကတင့်ကိုပိုပြီးယုံကြည်ရတဲ့သူတစ်ယောက်အဖြစ်ပုံဖော်ပေးမှာဖြစ်ပါတယ်6မျက်လုံးချင်းစုံကြည့်ပါ make eye contact မျက်လုံးဟာစိတ်ဝိညာဉ်ရဲ့ပတင်းပေါက်လို့တင်စားလေးရှိကြပါတယ်တဦးနဲ့တဦးစကားပြောဆိုတဲ့အခါမျက်လုံးချင်းတိုက်ရိုက်စုံကြည့်ခြင်းဟာတင့်ရဲ့ရိုးသားမှုနဲ့ကိုယုံကြည်မှုကိုအထင်ရှားဆုံးဖော်ပြနိုင်တဲ့နည်းလမ်းတစ်ခုပါစကားပြောနေစဉ်အတွင်းမြေကြီးကိုကြည့်နေတာဒါမှမဟုတ်အကြည့်လွှဲ့နေတာမျိုးကတင့်ကိုယ်တင်ယုံကြည်မှုအားနည်းနေတယ်လို့ထင်စေပါတယ်မျက်လုံးချင်းစုံကြည့်ခြင်းဟာစကားလုံးတွေထက်ပိုမိုခိုင်မာတဲ့ဆက်သွယ်မှုကိုဖန်တီးပေးပါတယ်ဒီလိုလှုပ်ဆောင်ခြင်းအားဖြင့်တင်ဟာတစ်ဖက်လူကိုအပြည့်အဝအာယုံစိုက်နေကြောင်းနဲ့မိမိပြောတဲ့စကားတွေအပေါ်မှာခိုင်မာရက်တည်နေကြောင်းကိုတက်တည်ပြလိုက်တာပါဒါဟာတစ်ဖက်လူအပေါ်လေးစားမှုရှိကြောင်းကိုပြသရရောက်သလိုတင့်ကိုလည်းပူပြီးတည်ကြည်တဲ့သူတစ်ယောက်အဖြစ်မြင်တွေ့သွားစေမှာပါခွန်အချိန်ကိုစနစ်တကျစီမံခန့်ခွဲပါတကူဩဇာရှိသူတွေဟာသူတို့ရဲ့အချိန်ကိုအလွန်တန်ဖိုးထားကြပါတယ်သူတို့အတွက်အချိန်ဟာပြန်လည်ရယူလို့မရတဲ့အဖို့တန်ဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုပါအချိန်ကိုကောင်းကောင်းစီမံနိုင်ခြင်းကတင့်ကိုအခြားသူတွေထက်ပိုပြီးထိရောက်စေုံတင်မကပဲဘယ်လိုအခြေအနေမျိုးမှမဆိုအလောတကြီးမဖြစ်ဖေတည်တည်ငြိမ်ငြိမ်ကင်တွယ်နိုင်သူအဖြစ်မြင်လာစေပါတယ်အချိန်ကိုလေးစားခြင်းဟာမိမိကိုယ်ကိုလေးစားခြင်းရဲ့ပြရုပ်တစ်ခုပါပဲဘယ်အရာကအရေးကြီးဆုံးလဲဆိုတာကိုဦးစားပေးတတ်မှတ်ပါအကျိုးမရှိဘဲအချိန်ဖြုံးစေမဲ့အရာတွေကိုပြက်ပြက်သားသားဖြတ်တော့ပါသင်ဟာတင့်ရဲ့အချိန်ကိုစနစ်တကျထိန်းချုပ်နိုင်လာတဲ့အခါတင့်ဘဝရဲ့ဥတီချက်ကိုလည်းစိတ်တိုင်းကျပုံဖော်နိုင်စွမ်းရှိလာပါလိမ့်မယ်အချိန်ကိုတန်ဖိုးထားတဲ့သူဟာပတ်ဝန်းကျင်ရဲ့အလေးထားမှုကိုလည်းအမြဲတမ်းရရှိတတ်ပါတယ်ရှစ်မပြောခင်တေးကြစဉ်းစားဆင်ခြင်ပါစကားမပြောခင်ခဏလောက်အချိန်ယူပြီးစဉ်းစားတတ်တဲ့အလေးချင်းဟာတင့်ကိုပိုပြီးရင့်ကျက်တည်ကြည်စေပါတယ်အခုပြောမယ့်စကားလုံးတွေဟာကိုယ့်ရဲ့တန်ဖိုးကိုမြင့်တင်ပေးနိုင်ရဲ့လားဒါမှမဟုတ်အကျိုးမဲ့စေမှာလားဆိုတာကိုအမြဲဆင်ခြင်ပါရည်ရွယ်ချက်ရှိပြောဆိုဆက်ဆံခြင်း intentional communication ကိုကျင့်သုံးပါစကားလုံးတွေဟာလူတစ်ယောက်ရဲ့အတွေးအခေါ်ကိုထင်ဟပ်နေတဲ့ပြရုပ်တွေပါသင်ပြောလိုက်တဲ့စကားတိုင်းဟာတစ်ဖက်လူအတွက်အကျိုးရှိဖို့ဒါမှမဟုတ်ရည်ရွယ်ချက်တစ်ခုခုကိုဥတည်နေဖို့လိုအပ်ပါတယ်အလွယ်တကူလွတ်ခနဲ့ပြောတတ်တဲ့အလေးချင်းကိုဖျောက်ပစ်ပြီးမိမိရဲ့အတွေးအမြင်တွေကိုစနစ်တကျတီးဆောက်ပြီးမှထုတ်ဖော်ပြောဆိုပါဒီလိုစဉ်းစားဆင်ခြင်ပြီးမှပြောတတ်တဲ့သူဟာဘယ်လိုလူမှုအတိုက်အဝန်းမှာမှမဆိုလေးစားစရာကောင်းတဲ့ပုံကိုယ်တူဖြစ်အတိအမှတ်ခုခံရမှာဖြစ်ပါတယ်အခုကျွန်တော်ပြောကြတဲ့အချက်ချီချက်ဟာတညာတဲ့နဲ့ချက်ချင်းပြောင်းလဲသွားမယ့်အရာတွေတော့မဟုတ်ပါဘူးဒါဟာနေ့စဉ်ကျင့်သုံးရမယ့်အလေးကျင့်တွေပါဒီအချက်တွေကိုသင်ပူပြီးလက်တွေ့လှုပ်ဆောင်လေးသင်ရဲ့ပင်ကိုဩဇာဟာပူပြီးခိုင်မာလာလေးထိမှာပါအဓိကကတော့အခုကစပြီးသင်ကိုယ်တင်ပုံစံသစ်နဲ့ထင်းချောင်းထောဖို့ပါပဲဒီပြောင်းလဲမှုတွေကနေသစဉ်သင်ဘဝရဲ့အောင်မြင်မှုတွေဟာသစဉ်တဲ့သစဉ်ပူပြီးတိတာလာပါလိမ့်မယ်သင်သာဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုခဲ့ရဆိုရင်သင်ဟာကိုမြင့်တင်ဖို့အမှန်တကယ်စိတ်ဝင်စားသူတစ်ယောက်ဖြစ်မှာပါဒီအချက်ရှစ်ချက်ထဲကဘယ်အချက်ကသင်အတွက်အသုံးဝင်ဆုံးလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးဒီအကြောင်းအရာကသင်အတွက်အကျိုးရှိတယ်ဆိုရင် like ပေးပြီးသင်တငယ်ချင်းတွေပါမြင်တွေ့နိုင်အောင် share ပေးလိုက်ပါဦးနောက်ထပ်လည်းစိတ်ပညာနဲ့အောင်မြင်မှုဆိုင်ရာဗီဒီယိုတွေကိုဆက်လက်ကြည့်ရှုဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့ဖိတ်ခေါ်ခြင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်
နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ခင်ဗျာ